အဲ့ဒီချိန်မှာရွှေမန်ရောက်လာပြီးအိုးဟွာကြီးမတွေ့ရတာနှစ်တွေအများကြီးအခုရှင်ကြည့်ရတာမစိုးပါလားပစ္စည်းဟောင်းကောက်တာတောင်အိမ်ကရန်တွေရတဲ့အထိကောက်နိုင်နေပြီလို့လှောင်ပြောင်လိုက်တယ်အန်ဟွာကြီးကရွှေမန်မင်းဒီကိုဘာလာလုပ်တာလဲဘာရီလာပြောနေတာလဲလို့ဒေါသတကြီးမေးလိုက်တယ်ရွှေမန်ငါဘာရီလာပြောနေတာလဲဟုတ်လားငါရသင်းရထိုက်တဲ့ပတ်စံကိုလာတောင်းတာပေါ့မမေ့နဲ့နော်အဲ့ဒီတော့ငါတို့မှအမှုကိစ္စအတွက်ပေးစရာပတ်စံမရှိခဲ့ဘူးအခုရှင်းမှာပတ်စံရှိနေပြီဒီအိမ်နဲ့ဒီကမှငါလည်းပိုင်ဆိုင်ခွင့်ရှိတယ်လို့အတင်းတောင်းဆိုတယ်တထေးရှောင်းမင်းကရမေအမျိုးသမီးစကားပြောတာနည်းနည်းယဉ်ကျေးပါအောင်ဒီပစ္စည်းတွေကိုကျမအကိုဟွာကြီးအတွက်ယူလာပေးတာရှင်နဲ့ဘာမှမဆိုင်ပြီးတော့ရှင်ကဘသူမို့လို့လဲဝေထားစားတာကြီးကောင်းပြီးအထက်တန်းစားပုံစံပေါက်နေပါလားလို့ဝင်ပြောလိုက်တယ်ရွှေမန်ကသူအသေးရှာထားတဲ့မိန်းမတော့မဟုတ်ပါဘူးနော်ငါပြောပြလိုက်မယ်နော်သူကတိတ်ကောင်းတဲ့ယောက်ျားမဟုတ်ဘူးအရင်တော့ကဆင်းရဲလုံးလို့မရဟောင်းကိုတော့မကြွေးမွေးနိုင်ခဲ့တာလို့ယင်သီးစွာပြောလိုက်တဲ့အချိန်မှာအန်ဟွာကြီးကအဲ့ဒီတော့မင်းအကျွေးတပုံကြီးခြံထားခဲ့တာလေမင်းထွက်သွားပြီးတဲ့နောက်မှာငါတယောက်တည်းအကျွေးတွေဆက်ကလေးကိုကြွေးမွေးခဲ့ရတာအခုမင်းကရှက်ရွံ့မှုမရှိပဲပြန်လာရဲသေးတယ်ပေါ့လို့ဒေါသထွက်စွာပြောဆိုလိုက်အဲဒီကရွှေမန်ကအားလုံးပဲတေချာကြည့်ကြပါဦးဒီယောက်ျားကအရန်ချမ်းသာနေပြီအဲ့ဒါကြောင့်မရဟောင်းကိုအတိမတ်မပြုတ်တော့တာငါသူ့အတွက်ကလေးမွေးပေးခဲ့ဘူးတဲ့သူပတ်စံရှိလာတော့ငါ့ကိုဖယ်ထုတ်ပစ်ချင်နေတာရှင်ဒီပစ္စည်းကိုအရင်ကြည့်လိုက်အောင်ဒါကဘာလဲလို့အော်ဟစ်ပြောဆိုတယ်အန်ဟွာကြီးကအတိတ်ပဲမရှိတာတွေပြောနေတာရက်လိုက်တော့လို့ပြောလိုက်တယ်ဒါကအဲ့ဒီတော့ကမင်းငါးစီမှာတင်နေတဲ့အကျွေးပဲအတိုးတွေပါပေါင်းရင်9သိန်းတောင်ရှိတယ်လို့ပြောလိုက်တဲ့ခါရွှေမန်ကမင်းကသူဟာမင်းယောက်ျားလို့ပြောတယ်မလားဒီအကျွေးကိုဒီနေ့ရှင်ပြန်ဆက်ရမယ်ဒီဘောကလက်မှတ်ကငါလက်မှတ်လုံးဝမဟုတ်ဘူးအဲ့တုန်းကငါနင်းကိုပြန်ဆက်ပြီးသွားပြီလေ3000ကျော်တောင်ဘာလို့ကျင်နေသေးတာလဲလို့ပြသားသားပြန်ပြောလိုက်တယ်ရွှေမန်ကဘသူကရှင့်ကိုလူကောင်းလှုပ်ခိုင်းလို့လဲရှင်ကလူကောင်းလှုပ်ရတာမကြိုက်ဘူးမဟုတ်လားမျက်နှာတော်မမြင်ဘူးတဲ့တောသူကိုတောင်ရွမ်10 တန်းသိန်း1000ပေးရသေးတယ်ငါမရဟောင်းစီကပတ်စံ90 တန်းကိုတော့ဘာလို့လဲလို့ရွေပြောလိုက်တယ်တထေးရှောင်းမင်းကတန်း10ကိစ္စကိုရှင်ဘယ်လိုလုပ်သိနေရလဲလို့အန်အောင်စွာမေးလိုက်တယ်ရွှေမန်ကငါသူပြောတာကြားလိုက်လို့လေဒါဆိုရှင်တို့ကိုအတန်ဖိုင်တက်သေးလေးဖွင့်ပြရသေးတာပေါ့ခဏနေရှင်တို့ဘာသာသိသွားပါလိမ့်မယ်လို့ပြောပြီးအတန်ဖိုင်ကိုဖွင့်ပြလိုက်တယ်အဲ့လိုခိုးပြီးအတန်ဖမ်းလာတာလားနင့်မငါ့ကိုအတန်ဖမ်းဖို့ဘာခွင့်အေးရှိလို့လဲလို့အော်ပြောလိုက်တယ်အတွင်းမှုကတထေးသေးချာစစ်ဆေးပြီးပြီရွှေမန်ပြောနေတဲ့အဲ့တုန်းကအကျွေးဆိုတာအများစုကသူ့အပြင်မှာသုံးဖြုံထားတဲ့အကျွေးတွေပဲကြံနေခဲ့တဲ့စာချုပ်နှစ်ဆောင်ကလည်းလက်မှတ်တုလုပ်ထားတဲ့အထဲမှာအကျုံးဝင်နေပြီးတော့သူထွက်ပြေးသွားပြီးတဲ့နောက်ပိုင်းကလေးရဲ့စောင်းရှောက်စိတ်တပြားမှမပေးခဲ့ဘူးသူကအကျွေးတုလုပ်ယုံနေမကဘူးအန်ဟွေကြီးရဲ့အိမ်နဲ့စုဆောင်းငွေတွေကိုပါသိမ်းယူသွားတာအားလုံးပဲခင်ဗျားတို့ကစာချုပ်တုတွေယူလာပြီးဒီလိုလာချင်းချောင်းနေကျမအခုချက်ချင်းတာဝန်ရှိသူတွေစီတိုင်ကြားလို့ရတယ်ဆက်ပြီးပြဿနာရှာအောင်မှတေးကြလားလို့ပြသားသားဝင်ပြောလိုက်တယ်ရွှေမန်ကအန်ဟွာကြီးကျမမှားသွားမှန်းသိပါပြီတကယ်တော့ဒီနှစ်တွေထဲမှာကျမလည်းမလွယ်ကူခဲ့ပါဘူးဖွေကြီးလည်းကြီးနေပြီကိုကြည့်ပါဦးဘာပဲဖြစ်ဖြစ်ကျမကသူ့အမေပါရှင်ကလေးကိုထောက်ထားပြီးကျမကိုပတ်စံနည်းနည်းလောက်ပေးပါနော်လို့အတနာခံလိုက်တယ်အန်ဟွာကြီးကအခုမှကိုသူ့အမေမှန်းသတိရတော့တာလားသူဖျားနေတော့ကမင်းဘယ်မှာလဲသူတကောင်းရမှာအမေကိုတာပြီးငိုနေတော့ကမင်းဘယ်မှာလဲတကယ်တော့ဘယ်မှာရှိနေခဲ့တာလဲဒီနေ့သူတက္ကသိုလ်ဝင်ခွင့်ရသွားပြီသူဘလောက်ဝမ်းသာနေမလဲဆိုတာမင်းသိလားဒါပေမဲ့မင်းပြန်ရောက်ချင်းပထမဆုံးကိစ္စကသူနေကောင်းလားဆိုတာမေးဖို့မဟုတ်ပဲပတ်စံတောင်းဖို့ဖြစ်နေတယ်မင်းကဝေကြီးကိုတကယ်ပြန်လဲပေးဆက်ချင်တာလားဒါဆိုဒီနေ့တွေအများကြီးအတွင်းမှာမင်းပေးဖို့ကြံနေတဲ့သူ့ရဲ့စောင်းရှောက်စိတ်တွေကိုအပြည့်ပြန်ပေးမင်းကပတ်စံလာတောင်းယုံတတ်ဆိုရင်တော့အခုချက်ချင်းတာဝန်ရှိသူတွေစီအကြောင်းကြားလိုက်မယ်လို့ဒေါသတကြီးပြန်ပြောလိုက်တယ်ရွှေမန်ကအန်ဟွာကြီးရှင်ဘယ်လိုလုပ်ရတာလဲအခုရှင့်ကိုအနောက်ကနေထောက်ခံပေးမဲ့သူရှိနေပြီပေါ့လေကျမရှင့်ကိုပြောထားလိုက်မယ်ဒီကိစ္စကိုအလွဲတကူအဆုံးသတ်မပေးနိုင်ဘူးလို့ချင်းချောက်လိုက်တယ်မင်းအလွဲတကူအဆုံးမသတ်လည်းရပါတယ်ဒါပေမဲ့ဒီနေ့ကစပြီးအန်ဟွာကြီးနဲ့ဝေကြီးတို့ကမင်းစိတ်တိုင်းကြလာအနိုင်ကျင့်လို့ရတဲ့သူတွေမဟုတ်တော့ဘူးလို့ပြသားသားတုံ့ပြန်လိုက်တယ်ဒီဇလန်လေးကတော့ဒီလောက်ပါပဲခင်ဗျာနောက်ထပ်ဇလန်ကောင်းလေးတွေကိုလည်းအမြဲတင်ဆက်ပေးသွားမှာမို့စောင့်မျှော်ကြည့်ရှုပေးကြပါအောင်ခင်ဗျအားလုံးပဲတာယာသောနေလေးကိုပိုင်ဆိုင်နိုင်ကြပါစေလို့ KMC Recap Channel မှာဆုတောင်းမေတ္တာပို့သပေးလိုက်ပါတယ်ခင်ဗျာ